အာရှတိုက်တစ်ခုလုံးအတွက်ဂုဏ်ယူစရာချန်ပီယံဖြစ်တာကြောင့်မလေးရှားကိုလာတဲ့ခီးမောင်မင်းသားလေးတစ်ပါးလိုကြိုဆိုခံနေရတဲ့ဂျိုရှူအာဖန်မြန်မာတွေအတွက်သာမကပဲအာရှတိုက်တစ်ခုလုံးကပါဂုဏ်ယူလေးစားရလောက်အောင်မြင်မှုတွေကိုစုခိုးထားနိုင်တဲ့သူကကမ္ဘာအဆင့်ချန်ပီယံ UFC ဖိုက်တာချင်းတိုင်းရင်းသားလေးဂျိုရှူအာဖန်ပဲဖြစ်ပါတယ်အာရှတိုက်သားတွေက UFC လိုထိပ်တန်းအဆင့်မှာချန်ပီယံခန့်ရဖို့ဆိုတာအာရှမှာတော့အရင်ကမရှိဘူးသေးတဲ့အောင်မြင်မှုဖြစ်ပါတယ်ဒါကြောင့်လေသူ့ရဲ့စ조사အထောက်မှုတွေနဲ့အောင်မြင်မှုတွေကိုပြည်သက်တွေကလက်ခုပ်ဩဘာတွေနဲ့လှိုက်လှိုက်လဲလဲဂုဏ်ပြုနေကြတာဖြစ်ပါတယ်ဒီအပိုင်းမှာဖန်ကမလေးရှားကိုရောက်လာပြီးဖြစ်တာကြောင့်မလေးရှားရောက်မြန်မာပေါင်းထောင်ချီကတောင်းတောင်းဖြက်ဖြက်ကိုကြိုဆိုကြပါတယ်။နာမည်ကြီးမင်းသားတွေထက်တောင်အားပေးမှုတွေပိုရနေကတကယ်မင်းသားတစ်ပါးကြော့ချီလာတာနဲ့တောင်တူနေပါတယ်။ UFC Fighter ဖန်နဲ့အတူနိုင်ငံကျော်အစိုးရဖြူဖြူကျော်သိန်းကလည်းမလေးရှားကိုရောက်လာခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့ဖန်မီတင်တွေ့ဆုံပွဲကိုမေလ25ရက်နေ့ည9နာရီကနေ10နာရီအထိကွာလာလမ်ပူမြို့ ICC ဘတ်တူဟောင်းမှာကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာပါ။ဒီပွဲကိုမလေးရှားရောက်မြန်မာပြည်သက်2000ဝန်းကျင်လောက်တက်ရောက်အားပေးခဲ့ကြကအလုပ်တွေဘလောက်ပဲပြင်ပန်းနေပါစေကိုလူမျိုးကိုနိုင်ငံသားနိုင်ငံတကာမှာအောင်မြင်နေတာကိုဂုဏ်ပြုချင်တဲ့စိတ်နဲ့လာရောက်အားပေးကြတဲ့ပြည်သက်တရဲ့စီလုံးမှုကလည်းအမခမ်းပါပဲရှင်ဒီပွဲကြီးကို Chin Refugee Committee မလေးရှားကနေဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်အောင်မြင်မှုတွေကိုရနေပေမဲ့ပြည်သက်တရဲ့အပေါ်ဖော်ရွေနှွေးထွေးစွာဆက်ဆံတတ်တဲ့သူ့ရဲ့အမှုချင်းတွေကလည်းပြည်သက်တရဲ့အခြေကိုပိုတိုးစေခဲ့တာပါတချိန်ကအနာဂတ်ပျောက်ဆုံးနေတဲ့ဒုက္ခသည်ဘဝနဲ့ထွက်ခွာသွားခဲ့ရပေမဲ့ပြန်လာတဲ့အချိန်မှာတော့သူ့ကိုအားပေးဝန်းရံမဲ့ပြည်သက်တွေထောင်တောင်းချီရှိနေတဲ့ကဘာတိ UFC Fighter တယောက်အနေနဲ့ပြန်လည်ချီချနိုင်ခဲ့တာပါဒုက္ခသည်စခန်းကနေထွက်ခွာလာပြီးကဘာအဆင့်ကိုရောက်လာတဲ့ဖန်ကဒုက္ခသည်တွေကိုကူညီဆောင်ရှောက်ပေးနေတဲ့ CRC ရဲ့ငွေရတုပွဲကိုအထွေအသည်တော်ဖြစ်ပြန်လည်တက်ရောက်လာတာပါဂျိုရှူအာဖန်ရဲ့အောင်မြင်မှုတွေကနေဘလို့ဝမ်းသာပီတီတွေဖြစ်လာရလဲဆိုတော့ခွန်မမဝေမျှခဲ့ပါအောင်ရှင်ဂျီအပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ